အားလုံးပဲမင်္ဂလာပါအမရာ YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်နေ့ဒီမှာဒီ Cisco Packet Tracer ပေါ့နော် software လေးကိုသုံးပြီးတော့ကျမတို့ဗာလဲဒီ software ပေါ်မှာသုံးပြီးကွန်ပျူတာနှလုံးချိတ်ဆက်တဲ့ပုံစံလေးကိုလက်တွေ့လုပ်ဆောင်ပေးသွားပါမယ်အဲ့တော့ကျွန်တော်ဒီပထမဆုံးကတော့ကိုယ့်ရဲ့ set ထဲမှာ Cisco Packet Tracer လေးကို installation လုပ်ထားဖို့လိုအပ်ပါမယ်ဒီမှာတော့ကျွန်တော်တို့ဒီလွတ်နေတဲ့နေရာဒါ workspace ပေါ့နော်ဒီ workspace မှာတော့ကျွန်တော်တို့လိုချင်တဲ့ device တွေကိုချိတ်ဆက်ပြီးတော့သုံးရပါမယ်ကျွန်တော်ဒီအောက်ကဒီညာဘက်လေးမှာဆိုရင်ကျွန်တော်တို့ဒီ network devices တွေပြီးရင် switch တွေ router တွေပေါ့နော်အသုံးပြုရမယ့် device တွေရှိပါတယ်ပထမဆုံးကျွန်တော် end device တွေကိုဝင်လိုက်မယ် PC နှလုံးချိန်မယ်ပေါ့အဲ့ဒါကျွန်တော် PC လေးတစ်လုံးယူလိုက်မယ်ပြီးနောက်တစ်လုံးယူလိုက်မယ်ကျွန်တော် PC 0နဲ့ PC 1ဆို PC လေးနှလုံးချိန်ပါမယ်PC နှလုံးကိုကျွန်တော်ကဒီသူ့ရဲ့ device ပေါ့နော်သူ့မှာတော့ဒါကမိုးချိုးသွားပုံစံလေးကတော့ auto configuration လုပ်လို့ရတယ်ဒါကတော့ဒီ router ရဲ့ switch တွေကိုဝင်ဖို့အတွက် console ကြိုးတွေပေါ့နော်ပြီးရင်တော့သူ့ရဲ့ဒီကြိုးမျိုးစားတွေလိုက်ရှိပါတယ်ပထမဆုံးကကျွန်တော်ဒီ auto ကြိုးလေးနဲ့ပဲကျွန်တော်လှမ်းချိန်လိုက်ပါမယ်အဲဆိုလှမ်းချိန်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီကွန်ပျူတာနှလုံးကိုကြိုးပေါ့နော် network cable ကြိုးတစ်ကြိုးနဲ့လှမ်းပြီးတော့ချိန်လိုက်တယ်အဲဆိုကျွန်တော်ဒီချိန်ပြီးတဲ့အခါမှာ network ချိန်မဲ့ device ပါ IP ရှိရမှာဆို PC 0မှာလည်း IP တစ်ခုပေးလိုက်မယ် PC 1မှာလည်း IP တစ်ခုပေးလိုက်မယ်ပေါ့အဲဆို PC 0မှာ IP ပေးဖို့အတွက်ကို PC 0ရဲ့ IP လေးကိုကျွန်တော်ဘယ်လိုပေးလိုက်မလဲဆိုတော့192.168.1/24နဲ့ပေးလိုက်မယ် PC 1ရဲ့ IP လို့ကြတော့192.168.1.2ဆိုပြီးတော့ပေးလိုက်မယ်ပေါ့နော်PC 0 192.168.1.1ဆိုပြီး PC 0ထဲမှာကျွန်တော် IP လေးပေးလိုက်မယ် desktop ဒီ IP configuration ဒီ PC 0လေးမှာကျွန်တော် IP လေးပေးလိုက်မယ်ပေါ့နော် IP static IP 192.168.1.1ဆိုပြီးပေးလိုက်မယ်PC 0ကိုပေးထားတဲ့ IP ပါ okay ပေးပြီးသွားပြီဆိုရင်ကျွန်တော်ဒီကောင်လို့ဘာလုပ်လိုက်မလဲဆိုပိတ်လိုက်မယ်ပေါ့နော်ဒီကျွန်တော်ဒီ PC 0လို့ပေးပြီးသားဟာလို့ကျွန်တော်ပိတ်လိုက်မယ်ပိတ်ပြီးရင်တော့ကျွန်တော် PC 1ကိုပေးပါမယ်ပိတ်ပြီးတော့ကျွန်တော်ဒီ PC 1နဲ့ဝင်မယ် PC 1နဲ့ကနေပြီးတော့မှသူရဲ့ desktop တွေကိုသွားပဲ IP configuration သူရဲ့ IP လေးကို192.168.1.2လို့ပေးလိုက်ပါမယ်ပြီးရင်ကျွန်တော်ဘာလုပ်လိုက်မလဲဆိုရင်ဒီ PC IP ပေးထားတဲ့ဟာတွေကျွန်တော်ပိတ်လိုက်မယ်ပိတ်ပြီးကျွန်တော်ဒီ PC အခုရောက်နေတာ PC 1ပေါ့ PC 1ထဲမှာပေးထားတဲ့ IP ကိုဘာလဲဆိုတော့ပြန်ကြည့်ရင် IP config ဆိုတဲ့ command လေးနဲ့ကြည့်ပါတယ် IP config ဆိုတဲ့ command လေးနဲ့ကြည့်လိုက်တဲ့အခါမှာဒီ PC ကိုပေးထားတဲ့ IP ဒီ 1.2 ပါဒါဆိုရင် network က1 network ကိုပေးထားတာဖြစ်တဲ့အတွက်2ပါဖြစ်တဲ့အတွက် PC 0ကိုပေးထားတဲ့ IP လေးကိုပေးကြည့်လိုက်ပါမယ်ဒါဆိုရင်ဒီ PC 1ကနေ PC 0ရဲ့ IP 1.1ကိုပင်းလိုက်တဲ့အခါမှာ reply ရဖြစ်တဲ့ network လေးထဲမှာနှစ်ဖက်လုံးအပြန်အလှန်ပင်းလို့ဆက်ဆက်ဖြစ်သွားရပေါ့နော်အဲလိုကျွန်တော်တို့သုံးလို့ရပါလိမ့်မယ်အဲဆိုကျွန်တော်ကဒီလိုမျိုးပေးလို့ရတယ်လို့ကျွန်တော်ကဘာလုပ်လို့လဲရလဲလို့ပြောရင်ကျွန်တော်ဒီမှာလည်းပေးလို့ရရပါပေါ့နော်ဒီမှာကျွန်တော်ဘာပေးလို့ရလဲဆိုရင်protocol data unit ဆိုရယ်ဒီစာရေးပုံလေးပေါ့ကျွန်တော်ပေးလိုက်မယ်ပေးပြီးရင်ကျွန်တော်ဘာလုပ်လိုက်မလဲဒီဘက်မှာပြန်ပြီးတော့ကြည့်လိုက်တဲ့အခါမှာ PC 0ကနေ PC 1ကိုပေးလိုက်တဲ့အခါမှာသူ့ရဲ့ browser successful ဆိုပြီးသူပြရပေါ့နော်ကျွန်တော်စာရေးပုံလေးနဲ့သွားလိုက်မယ်ပင်းတာတစ်ခုရဲဆိုရယ်ကျွန်တော် ICMP port လေးကိုပဲတော့ဖွင့်ခဲ့လိုက်မယ်ပေါ့နော်ကျွန်တော်ဒါလေးကိုဖွင့်လိုက်ပြီးတော့ကျွန်တော်ဘာလုပ်လိုက်မလဲဆိုရင်
playback button လေးနှိပ်လိုက်မယ်။အဲဒါ PC0 ကနေပြီးတော့ PC1 ကိုပေးနေပေါ့ဒီမှာ in progress အနေနဲ့ပြတယ်။ပြီးရင် PC1 ကနေ PC0 ကိုပြန်ရောက်တဲ့အခါမှာတော့ network pin တဲ့ဟာဒီ successful ဖြစ်တယ်။ pin လို့ရသွားတယ်ဆိုတာလေးကိုပြပေးနေပါမယ်။ဒါဘယ် mode မှာရှိတာ simulation mode မှာပါ။တကယ်လို့ကိုကဒီ real time mode ကိုသွားရင်ဒီပုံစံတိုင်းလေးပဲပေါ်လိမ့်မယ်။ဟိုကဒီ package လေးပေါ့နော်။ protocol data user ဒီစာရေးပုံစံ packet လေးနဲ့စမ်းမယ်ဆိုရင်တော့ simulation mode ထဲမှာဝင်ပြီးတော့ကျွန်တော်လုပ်လို့ရပါတယ်။စမ်းလို့ရပါလိမ့်မယ်။ဟုတ်ကဲ့ပါဒီနေ့ကတော့ဒီကွန်ပျူတာရဲ့နှလုံးကို network ကြိုး cable နဲ့ network တူပါပေးပြီးတော့စမ်းတဲ့ပုံစံလေးပါအားလုံးကြည့်ပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်